မျိုးသမီးတွေမှာမီးရက်ဝေဒနာတွေဖြစ်လာပြီပေါ့နော်မီးရက်ဝေဒနာလက္ခဏာတွေကစနေပေါ့နော်ဒီမီးရက်လက္ခဏာတွေကဘယ်လိုတွေဖြစ်လာပြီလဲဆိုလို့ရှိရင်ဘယ်လိုဖြစ်လာတာလဲဆိုရင်ပြောပြပေးမယ်နော်ဒီမီးရက်လက္ခဏာကသူကခြေလက်ဒီထုံကျင်လိုက်ခင်းမယ်နောက်တစ်ခုကဒီချမ်းတုံတာပေါ့နော်ဘယ်လိုပဲဆောင်ချုံချုံဘယ်လိုပဲနှွေးအောင်ထားဒီအတွင်းထဲကနေကိုသူကစိတ်ချမ်းတာဒါမျိုးလက္ခဏာကြီးပေါ့နောက်တစ်ခုကဘယ်လိုဖြစ်လဲဆိုလို့ရှိရင်သူကဒီခေါင်းကြီးကိုက်မယ်ခေါင်းကိုက်မယ်ဝမ်းကြီးကလည်းချုပ်လာမယ်ဒီစီးပူစီးအောင်ပေါ့နော်စီးကျင်တာတွေလည်းဖြစ်လာမယ်ဒါဆိုလို့ရှိရင်ဒါမီးရက်လက္ခဏာကြီးစလာပြီပေါ့နော်အိမ်မပြောတာကြီးများလာမယ်အိမ်မပြောတာကြီးများလာပြီဆိုလို့ရှိရင်သူကဘယ်လိုဖြစ်လာလဲဆိုတော့စိတ်တွေကအလိုမကျဘူးစိတ်တွေကအလိုမကျဘူးစိတ်တူမယ်ဒေါသထွက်မယ်ဘာလို့အလိုမကျလို့ကြားမှန်းမသိဘူးပေါ့နော်ဒါမီးရက်ဝေနာကိုခံစားနေရတဲ့သူတွေပေါ့နော်ခံစားနေရတဲ့သူကတော့ဒါတကယ်ကိုပဲဟိုဘယ်လိုပြောမလဲအခြေအနေကတိတ်ပြီးတော့နေလို့မကောင်းပေါ့ကွာပြောမဆိုမီးရဲ့လက္ခဏာဖြစ်လာဆိုလို့ရှိရင်ဒါမျိုးဝေဒနာကြီးဖြစ်လာပြီဆိုလို့ရှိရင်ဆီယမကဗာဆေးလေးညှို့ပေးလေဆိုလို့ရှိရင်ဒီလက်စီပင်းဆိုတဲ့ဆေးလေးပေါ့နော်ဒီဆေးလေးကိုတစ်နေ့နှလုံးလေးပုံမှန်တောက်ဒါလေးနဲ့တွဲတောက်ဒါလေးနဲ့တွဲတောက်ထားဆိုလို့ရှိရင်ဒီမီးရဲ့ဝေဒနာတော့ကတော့တော်တော်လေးကိုပဲပေါ့နော်ဒီတက်တာတယ်ပေါ့တက်တာတယ်နောက်တစ်ခုကဒါဒီဆေးကအသက်အရွယ်ကဘယ်လောက်ဘယ်အသက်အရွယ်ပိုင်းခြားမှာကောင်းလဲဆိုလို့ရှိရင်သူက40နဲ့50ဝန်းကျင်ပေါ့နော်အဲ့ဒီအသက်အရွယ်မှာဒီစီးလေးနှမျိုးလေးကိုတောက်35နဲ့ဒီ40ချားမှာဆိုလို့ရှိရင်တော့ဒီလက်စီကင်းလေးနဲ့နောက်တစ်မျိုးရှိသေးအဲ့နောက်တစ်မျိုးလေးနဲ့ညှိုးပေးရပေါ့နော်ဒါအသက်အရွယ်ပိုင်းခြားလိုက်ပြီးတော့ဟိုကဆေးလေးကိုညှိုးပေးရတာဖြစ်တယ်ပေါ့နော်နောက်ဒီအိမ်တော်ကြီးဒုက္ခနဲ့မပြည့်စုံတဲ့အမျိုးသမီးတွေဆိုရင်လည်းဒီဆေးလေးပါတွေ့သုံးဒီဆေးလေးပါတွေ့သုံးပေါ့နော်အိမ်တော်ကြီးဒုက္ခလည်းမပြည့်စုံဘူးအိမ်တော်ကြီးဒုက္ခနဲ့ဒီကောင်းကောင်းမွန်မွန်လေးဖြစ်ချင်တယ်ဒီဟော်မုန်းတွေကျဆင်းနေတဲ့ကာမစိတ်တွေကလည်းကျနေပြီဆိုလို့ရှိရင်ဒီဆေးလေးကိုထည့်သုံးဒါလေးထည့်သုံးဒါကြောင့်မို့လို့ဒီအသက်အရွယ်ပိုင်းခြားလိုက်စီးလေးတွေကပွဲသွားမယ်အသေးစိတ်ဆွေးနွေးခြင်းနဲ့ဒီဆီယမရေးကျမကတော့ဒီဘလို့အခြေအနေလေးဖြစ်နေတယ်ဗာစီလေးကိုသုံးသင့်လဲပေါ့နော်ဖြစ်တဲ့ယောဂလေးကိုဒါပြောပြပေါ့နော်အသက်အရွယ်ပိုင်းခြားပြီးတော့စီးလေးကိုညွှန်ပြပေးသွားမယ်အသေးစိတ်ဆွေးနွေးခြင်းနဲ့သိရှိခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ Viber နဲ့ TikTok CB မှာလာပြီးတော့အသေးစိတ်ဆွေးနွေးလို့ရတယ်ဒီအမျိုးသမီးတွေကျန်းမာပြီးလှပနေဖို့ကအရေးကြီးတယ်ပေါ့နော်အမျိုးသမီးတွေကျန်းမာပြီးတော့လှနေမှကိုစိတ်ကကို confidence ရှိနေပေါ့နော် confidence ရှိအောင်ကျန်းမာပြီးလှနေဖို့အတွက်ဒီစီးလေးတွေသုံးသင့်နေဆိုတဲ့အကြောင်းကိုလာပြီးတော့ပြောပြပေးတာပါ